pale face hanging upside down from a branch came face to face with me. No! ညဘက်ရွာထိပ်ကညောင်ပင်ကြီးနားဖြတ်သွားရင်ဒီအမားကိုလုံးဝမလုံးမိပါစေနဲ့ဒါကတရွာလုံးတိထားတဲ့တားမြစ်ချက်ပါဒါပေမဲ့သူကတော့အဲ့ဒီညကမေးလျော့သွားခဲ့တယ်ည12နာရီတိတိပတ်ဝန်းကျင်တစ်ခုလုံးသူ့ဆန်တစ်ခုလိုတိတ်ဆိတ်နေတယ်ညောင်ပင်ကြီးရောက်တဲ့အချိန်မှာပဲရုတ်တရက်ဆိုသလိုစံပယ်ပန်းနဲ့ပြင်းပြင်းရလာတယ်ပြီးတော့သူ့ခေါင်းပေါ်ကတက်ကိုင်းတွေကြားတဲ့ကနေအသက်ရှူတန်ပြင်းပြင်းကြီးကြားလိုက်ရတယ်လူကြီးတွေကမှားထားတယ်အဲ့ဒီလိုအနံ့ရရင်အတန်ကြားရင်ဘရောမအပေါ်ကိုမော့မကြည့်ပါနဲ့တဲ့ဒါပေမဲ့သူ့ရဲ့စူးစမ်းကျင်စိတ်ကအကြောက်တရားကိုအနိုင်သူသွားခဲ့တယ်သူမော့ကြည့်လိုက်တဲ့အခါတက်ကိုင်းပေါ်ကနေဇောက်ထိုးတွဲလောင်းကျနေတဲ့ဖြူဖြော့ဖြော့မျက်နှာကြီးနဲ့ပပင်တိုးပါတော့တယ်တင်ယောညဘက်တပ်ပင်ကြီးတွေအောက်ဖြတ်သွားရင်မော့ကြည့်တတ်တဲ့အကျင့်ရှိလား